ချိန်လေးမှာမိမိမိဘနှစ်ပါးပြုကျင်တဲ့ကောင်းမှုလေးတွေပြုပေးနိုင်အောင်မသေးခင်အချိန်ကာလအနည်းဆုံးအချိန်လေးမှာအမြတ်ဆုံးကျေးဇူးစံနည်းတွေနဲ့ပေးဆက်ဖြစ်အောင်ကြိုးစားဖို့မလိုအပ်ဘူးလားလိုအပ်တယ်မရှိတော့ဘူးဆိုတဲ့အချိန်ဟာပြိတ္တရဲ့သိန်းပေါင်း100 200 300လှူစမ်းကြိုက်တဲ့တော့အလွန်အရသာပြတ်တာပဲဟုတ်လားအမေနဲ့တွဲပြီးတော့အလှသွားတိုင်းဇီဝတဒါနသွားဓမ္မုံရိုက်ဒီဓမ္မုံကြီးသတင်းစာနဲ့ပါလာအမေကတော့သဘောလေးကြားနေတာကိုယ့်ရင်ထဲမှာတော့အမေဘေးမှာအဖေမပါတာကြီးကိုခံစားပြီးတော့ဆွနေရနဲ့ကြည်နေရတယ်။ခင်ပြိတ္တရဲ့အရသာရှိရဲ့ဒီတော့အားလုံးကိုပြောကြတာဘယ်လိုမှတူနိုင်မမီနိုင်တဲ့ခုံကြီးစုတွေကိုလည်းသိကြပါရဲ့ကဲနဲ့ရှားရင်သလောက်ရှားအမေလိုအဖေလိုမေတ္တာကရုဏာမုဒိတာကြီးမားတဲ့ပုဂ္ဂိုလ်မရှိနိုင်ဘူးဆိုတာသိကြပါရဲ့ကဲနဲ့အိုအောင်စောင့်နေစရာလိုသလားနာအောင်စောင့်နေစရာလိုသလားသိတဲ့အခါစောင့်နေစရာလိုသလားသိတဲ့အခါကျတော့ပြိဿရဲ့ဘလောက်ပဲမိုက်တဲ့သာသမီပဲဖြစ်ပါစေအဖေအမောမှာအမေအမောမှာလွန်ကျူးမိခဲ့တဲ့နောင်တတရားတွေကလည်းအဲ့ဒီအခါကျတော့ဘယ်သူမှမဆုံးမပဲနဲ့သိပါလိမ့်မယ်မရှိတော့ဘူးဆိုတဲ့အခါတန်ဖိုးကြီးမားတဲ့ဆိုတာကိုမပေါ်ဘူးလားဒါကြောင့်ရှားမတွေ့နိုင်တဲ့ခုံကြီးဆိုတွေကိုလူလားမြောက်လားလို့တစ်ပြည့်တစ်ပြည့်နဲ့များများကြီးသိလာလေကြားရင်သလောက်ကြားမိဘနှစ်ပါးရဲ့အပေါ်မှာမေ့လို့မရလေပါပဲမေ့မရဘူးဆိုတာမှာပြိဿရဲ့အနိစ္စကိုတန်ဖိုးမရှိပြောနေတာမဟုတ်ဘူးမမြဲတဲ့သင်္ခါရလေးပဲဘာလို့ကိုတော့မမေ့နိုင်ရမှာလဲလို့ပြောနေတာမဟုတ်ဘူးမေ့လို့ကိုမရဘူးဆိုတာကကျေးဇူးကုံဟာအကောင်းလောကရန်နဲ့ကြုံတိုင်းနှိမ့်ဆက်နေတယ်အဆိုးလောကရန်နဲ့ကြုံတိုင်းနှိမ့်ဆက်နေတယ်ဒီအခါမှာဘယ်သူမှမေ့မရဘူးပြိဿမေ့လို့ရပါမလားဒါကြောင့်ရှာမတွေ့နိုင်တဲ့ခုံကြီးဆိုတွေကိုသိနေဖို့လိုပါတယ်မရှိတဲ့အခါမှာကြာကျင်သလောက်ကြာမေ့လို့မရဘူးဆိုတာဟောဒီကိုတော်ကိုယ်တိုင်ဒီရပိုင်းမှာလက်တွေ့ခံစားနေရပါတယ်ဟိုတုန်းကတော့အဖေအပေါ်မှာမိနိုင်လိမ့်မယ်ကြာရင်မိသွားမှာပဲလို့ထင်နေနဲ့တိုးတက်လာတဲ့ဘဝရလာလေလေကိုယ်ကလည်းမိဘနှစ်ပါးပေါ်တန်မိုးကြီးကြီးမားမားထားတတ်လာတော့မိဘရဲ့မေတ္တာကရုဏာတွေအတိမတ်ပြုနိုင်လာလေလေဟာတတိယဆရာဖြစ်နေလေဒါကြောင့်ဦးဇင်းအားလုံးကိုတတိပေးနေတာကအိုသွားမှအမေလှုပ်ချင်တာလေးအဖေလှုပ်ချင်တာလေးနာသွားမှအဖေလှုပ်ချင်တာလေးအမေလှုပ်ချင်တာလေးသေသွားမှမရှိတော့မှအမေကဒါမျိုးလေးဆိုသိကြိုက်တာဆိုတာမျိုးတွေကိုပြိဿရဲ့နောင်တရနေမယ်စာမအိုခင်မနာခင်မသိခင်လေးမှကျေးဇူးဆက်ဖို့မကောင်းဘူးလားအဲ့ဒါပဲမြတ်စွာဘုရားရဲ့သာသနာမှာထင်ရှားတဲ့သာဓကလေးတစ်ခုအရှင်သောဏဆိုတဲ့သောဏတောင်ကြီးမှာနေတဲ့မထေရမြတ်သောဏတောင်ကြီးကအစလကျောင်းတိုက်မှာတရင်သုံးတဲ့အရှင်သောဏမထေရသူကသာယဟန်တစ်ပါးဖြစ်နေတာသူ့အဖေကပြိဿရဲ့ခွေးတွေတယုံယုံနဲ့တောလိုက်နေတယ်တောလိုက်မုတ်ဆိုးဘာလဲတောလိုက်မုတ်ဆိုးသာယံတော်တစ်ပါးက229သွဲသိက္ခာပုဒ်တွေကိုဆင်မြန်းရင်းနဲ့ရှင်ရန်ဘဝမှာဝိနည်းတော်နဲ့လျော်ကြီးစွာနေထိုင်နေတဲ့အချိန်ဟောဒီသားရဲ့ဖခင်ကြီးကခွေးတစည်းစည်းနဲ့တောလိုက်နေတဲ့မုတ်ဆိုးဘဝနှစ်ခုဟာမကွာဘူးလားအဖေကမွေးလိုက်တဲ့သားဆိုပေမဲ့သားကတန်ဖိုးကြီးနေသလားအဖေကတန်ဖိုးကြီးနေလားသားကတန်ဖိုးကြီးနေတယ်တန်ဖိုးကြီးလိုက်တာမှအမျက်ဆုံးယဟန်ဘဝရနေတဲ့အခါမုတ်ဆိုးအဖေကိုဒီသားပြစ်ထားလို့ရပါမလားမရဘူးတကယ်မိဘနှစ်ပါးရဲ့ခုံကျေးဇူးကိုတက်ရှိထင်ရှားဘဝတွေကဆင်ခြင်အောင်မေ့လိုက်တဲ့အခါစောစောကပြောတယ်လို့ငါအဖေတဖြည်းဖြည်းအိုလာပြီငါအဖေတဖြည်းဖြည်းနာလာပြီငါအဖေတဖြည်းဖြည်းသေဖို့နီးလာပြီပဲဆိုတဲ့အတိလည်းဝင်လိုက်ရအိုတဲ့သဘောကိုမအိုဖို့ငါတားလို့မရနိုင်ဘူးနားတဲ့သဘောကိုအဖေမနာဖို့ငါတားလို့မရနိုင်ဘူးတနေ့နေ့တစ်ချိန်ချင်းအဖေသေသွားရင်မသေးဖို့ငါတားလို့မရနိုင်ဘူးယဟန်ဆိုတော့သိမနေဘူးလား